ဆုံးရဲဘော်ကျော်ဝင်းအောင်အသက်24နှစ်ကြာဆုံးချိန်မနက်10:30မိနစ်မတ်လ4ရက်2022ခုနှစ်ကြာဆုံးရဲဘော်အာကာစိုးအသက်24နှစ်ကြာဆုံးချိန်မနက်17:30မိနစ်မတ်လ9ရက်2022ခုနှစ်ရဲဘော်ကျော်ဝင်းအောင်နဲ့ရဲဘော်အာကာစိုးတင်တို့သည်ကျွန်ုပ်တို့ FFD တပ်ဖွဲ့စစ်တီတော်များဖြင့်တာဝန်ထမ်းဆောင်ခဲ့ခြင်းများကိုအမြဲအမှတ်ရနေပြီဖြစ်သည်တင်တို့၏ဖက်ဒရယ်ဒီမိုကရေစီပြည်အောင်စုနှင့်နိုင်ငံသားတို့တို့တပ်ပေးတိုက်ပွဲဝင်ခဲ့သည်ကိုအမြဲဂုဏ်ယူဝမ်းမြောက်လျက်ကပီးမော်ကိုတင်ထားပြီဖြစ်သည်ခုချိန်မှာစာရွေးတင်တို့သည်FFD တပ်ဖွဲ့နှင့်လုံးဝမသက်ဆိုင်တော့ပါတင်တို့သွားလို့ရတော့သွားနိုင်ပြီဖြစ်ကြောင်းအတိပေးအပ်ပါသည်ပို့ FFD တာဝန်ခံတော်လေခုQuiet!